Okay အဲ့ဆိုကျွန်တော်စလိုက်အောင်ဗျာဒါတော့စကားတွေကိုအရင်ကဖတ်မြပြောတဲ့ PK dialogue အစီအစဉ်ပဲဖြစ်ပါတယ်ဒီနေ့ခေတ်မှာကျွန်တော်ရုပ်ဝတ္ထုပစ္စည်းတွေကအလင်းအမြန်ကိုတိုးတက်လာပြီးတော့အရာရာကိုတက်တောင့်တက်တာနဲ့ကျွန်တော်နေထိုင်သွားလာစားတောက်နိုင်ခဲ့ကြပါတယ်နေရာတကာမှာပျော်စရာတွေအပန်းဖြေစရာတွေဖျော်ဖြေကြီးတွေဇင်ခံပစ္စည်းတွေနဲ့အားလုံးကလိုက်မမီတော့အောင်ကိုကျွန်တော်ရှိနေရတဲ့ခေတ်ကြီးဖြစ်တယ်ပေါ့နော်ဒါပေမဲ့သိတဲ့အတိုင်းပဲတစ်ဖက်မှာတော့စိတ်ပိုင်းဆိုင်ရာအဆင့်အတန်းတွေကကျွန်တော်တို့ဖြည်းဖြည်းကျဆင်းလာတာကိုလည်းအားလုံးလက်ခံပေးရမှာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့စိတ်ပိုင်းဆိုင်ရာအဆင့်တန်းကျဆင်းလာတော့ကျွန်တော်ကြည့်မယ်ဆိုရင်တနေ့ suicide လုပ်သူဘောင်းဟာကျွန်တော် Google ခောက်လိုက်မယ်ဆိုရင်မိမအောဖို့ကောင်းတဲ့ကနန်းနဲ့ကျွန်တော်တို့တွေ့ရှိရမှာဖြစ်ပါတယ်ဆိုတော့စိတ်ကျန်းမာရေးအတိုင်းပင်ကန်နေကျွန်တော် psychiatrist တွေဆိုတာလည်းနေရာတကာမှာကျွန်တော်တို့တွေ့လာကြတယ်စိတ်ကျန်းမာရေးစိတ်ပျော်ရွှင်တဲ့နည်းလမ်းအကောင်းမြင်စိတ်မွေးဖို့အကြံပေးချက်တွေသင်တန်းတွေစာအုပ်တွေဆိုတာလည်းကျွန်တော်ရောင်းအကောင်းဆုံးနဲ့ဝယ်လို့အများဆုံးပစ္စည်းတွေဒီနေ့ခေတ်မှာဖြစ်လာကြတာဆိုတာလည်းကျွန်တော်တို့တတိထားစီရပါမယ်ကျွန်တော်တို့ရုပ်ဝတ္ထုပစ္စည်းတွေတိုးတက်လာတယ်ဇင်ခံပစ္စည်းတွေတိုးတက်လာတယ်အပန်းဖြေစရာနေရာတွေတိုးတက်လာတယ်ဆိုပေမဲ့ကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာငြိမ်းချမ်းမှုစိတ်ပိုင်းဆိုင်ရာတိုးတက်လာမှုစိတ်သက်အဆင့်တန်းမြင့်တက်လာမှုတဖြည်းဖြည်းရွတ်လာတဲ့အတွက်လူတွေကဒီဟာကိုစိတ်ငြိမ်းချမ်းဖို့စိတ်ကလေးတည်ငြိမ်ဖို့စိတ်ချမ်းသာဖို့အတွက်ကျွန်တော်တို့လိုက်လံရှာဖွေကြတယ်ဆိုတော့ကျွန်တော်ညင်းလို့မရပါဘူးဒီနေ့ခေတ်စာအုပ်တွေသင်တန်းတွေမှာဆိုရင်လည်းအရှိတိုင်းတဒနာအယူဆတွေကိုအနောက်တိုင်းစိတ်ပညာလူမှုရေးသိပ္ပံမနုဿဗေဒစတဲ့တုန်းနဲ့ချိန်ထိုးပြီးတော့ကျွန်တော်တို့ minimalism တို့ကျွန်တော်တို့ slow lifestyle manifestation တို့ mindfulness တို့စသဖြင့်ဒီလိုစကားလုံးတွေကလည်းကျွန်တော်တို့လူမှုဘဝပတ်ဝန်းကျင်တွေမှာတွင်တွင်ကြဲကြဲကိုကျွန်တော်တို့တွေ့လာရတယ်ခေတ်စားလာကြပါဒီနေ့ခေတ်စားလာတဲ့အယူဆတွေထဲမှာကျွန်တော်တို့စိတ်ဝင်စားရှိစေတာကတော့ love yourself ဆိုတဲ့အယူဆပဲဗျမိမိကိုယ်ကိုချစ်ခင်စောင့်ရှောက်ခြင်းလိုပဲဆိုရမှာပေါ့ဗျာဒီသဘောတရားကတော့ဒီနေ့ social media တွေမှာမိမိကိုယ်ကိုထည့်သူတစ်ပါးတွေအကြောင်းသူတစ်ပါးတွေရဲ့အကြိုက်အခုခေတ်စားနေတဲ့ trendy ဖြစ်တဲ့အရာတွေကိုပိုစိတ်ဝင်စားနေကြတယ်လို့ဆိုကြပါတယ်ကျွန်တော်ဒီလိုနဲ့ပဲတငယ်ချင်းတွေကနိုင်ငံခြားသွားကြပြီဆိုဟာငါလည်းနိုင်ငံခြားသွားနေကောင်းမလားငါတရားထင်မြန်မာပြည်မှာကြံခဲ့ပြီငါဘယ်လိုလုပ်ရမလဲငါအဆင်ပြေပါမလားဒါမှမဟုတ်ဟိုတငယ်ချင်းကတော့နေတစ်ခုမှသွားပြီးစီးပွားရေးလုပ်တာတအားတတိဖြစ်သွားတယ်အောင်မြင်သွားတယ်ဆိုဟာငါဒီတငယ်ချင်းတို့လုပ်ရမလားစီးပွားရေးပဲစလုပ်ရတော့မလားစသဖြင့်ကျွန်တော်တို့ကဘာဆက်လို့လုပ်ရမှန်းမသိအောင်တစ်ခါလေးကြာရင်ကျွန်တော်နေ့စဉ်ဘဝတွေကဖြစ်တယ်ကြပါခါလေးကြာလိုက် iPhone နဲ့အတင်ထွက်လာတယ်ဟာငါဘယ်သူမှမကန်ခင်ငါဥအောင်ကန်မှဆိုရယ်စတဲ့ဟာမျိုးတွေကလည်းရှိသေးတာပဲတစ်ခါတည်းကြာတော့လေကျွန်တော်တို့social media တွေမှာတကယ်ချင်းခီးထွက်ပြီးတာယာနေပါလားဟာဒီကောင်ကတော်တော်ချမ်းသာနေပါလားအမေဒီကောင်ကကျတော့ဘွဲတွေပါလေရသွားပြီကောင်းလိုက်တာငါတော့ဘာမှမဖြစ်ဘူးစသဖြင့်ကျွန်တော်တို့ကနှိုင်းယှဉ်မိကြတယ်နောက်တစ်မျိုးကကျတော့လေဟာငါကောင်မလေးအခုတော့အချိုးလေးပြောင်းနေတယ်ငါ့ကိုမချစ်တော့တာလားအစ်စ်များတွေ့နေလားဒုက္ခပါပဲငါဆက်နေစုပြီးတော့သူ့အကြိုက်ပစ္စည်းတွေငါဝယ်ပေးအောင်ပါပဲနောက်တစ်မျိုးကကျတော့လေကျွန်တော်ရုံးမှာကျအထက်တူကြီးကငါ့ကိုတိတ်မကြည့်ဘူးငါ့ကိုတိတ်မကြည့်ဘူးနဲ့ထူတယ်ငါ့ကိုညွန်ညင်နေတာများလားတူထင်ကြည့်အောင်တော့ငါဒီနေ့အစည်းအဝေးမှာထပြီးဖြည့်ဖြန်းပြီးတော့တူထင်ကြည့်အောင်တကွက်ကွက်လာ for sure လုပ်လိုက်အောင်ပဲစသဖြင့်ကျွန်တော်တို့ကမပြီးဆုံးနိုင်တော့အရာတွေနဲ့ကိုကြီးမဆိုင်ဘူးသူများအထင်ကြီးအောင်သူများနဲ့အဆင်ပြေအောင်သူများအကြိုက်ဒီစီးစင်းနေတဲ့ခေတ်ကာလကြီးမှာကျွန်တော်တို့ခင်မိအောင်လှုပ်ဆောင်နေရတာလေခါနေကျွန်တော်တို့ပင်ပန်းနေပေါ့နော်ပင်ပန်းရပါတယ်ပြီးတော့ကျွန်တော်တို့တစ်ခါတည်းငါဘာလုပ်ချင်တာလဲဘာဖြစ်ချင်တာလဲဘာလုပ်ချင်တာလဲဆိုတော့တစ်ခါလေးကြာရင်ကျွန်တော်တို့စဉ်းစားမိတော့ပါဘူးဒီတော့အကြံပေးချက်တွေကကိုယ်စိတ်ကို mindfulness ဗုဒ္ဓဝါဒအရာဆိုရင်တော့တတိနဲ့စောင့်ကြည့်ပါငါဘာဖြစ်နေရလဲဆိုတာကြည့်ပါငါဘာဖြစ်ချင်နေရလဲကိုစဉ်းစားပါကိုယ့်ရဲ့အရေးချင်းတွေကိုယ့်ရဲ့personal development တွေကိုတိုးတက်အောင်လုပ်ပါအရေးချင်းတွေကိုတိုးတက်အောင်လုပ်ပါကိုယ့်ကိုယ်ကျန်းမာအောင်နေပါကိုလှအောင်ကိုဝါသနာပါရာတွေလုပ်ပြီးတော့စိတ်ပြေအောင်လုပ်ပါဆိုတဲ့အကြံပေးချက်တွေကဒီနေ့ဆိုရင်တော်တော်လေးကိုကြဲကြဲပြန့်ပြန့်စိတ်ပညာစိတ်ပျော်ရွှင်အောင်နေနည်းစိတ်တက်ကြနေတာကိုပြန်လည်ဖြည့်ဆည်းနည်းစသဖြင့်တော်တော်များများကြဲကြဲပြန့်ပြန့်တွေ့လာရတဲ့အကြံပေးချက်တွေဖြစ်ပါတယ်ဒီလိုသာနေမယ်ဆိုရင်ကိုယ့်ကိုယုံကြည်မှုရှိလာပြီးကိုယ့်နောက်ကိုသူများတွေကလိုက်လာမယ်ကိုလည်းလေးစားမယ်တပားသူတွေရဲ့ပြစ်တင်ဝေဖန်တာတွေကိုနားမထောင်တော့ဘဲနဲ့အဓိကကတော့ကိုစိတ်မဆင်းရဲပဲပျော်ရွှင်အောင်နေဖို့အတွက်အရေးတကြီးဆုံးမထားကြတယ်အကြံပေးလာကြတယ်တွန်းတင်လာကြတယ်ဒီယူဆကလည်းယနေ့ခေတ်ကျွန်တော်တို့ကြုံတွေ့နေရတဲ့အလွန်အမင်းသတင်းအချက်လက်စီးဆင်းခြင်းပြဿနာ information inflation problems ကနေ toxic achievement culture toxic achievement problem အစိတ်တက်ဆုလက်ပြဿနာပေါ့နော်ဒီပြဿနာတွေကိုကိုအာယုံစိုက်ပြီးဖြည့်ရှင်းခြင်းနဲ့ဖြည့်ရှင်းလိုက်တာလို့ပဲပြောရမှာပါပဲဗျအစိတ်တက်ဆုလက်ပြဿနာဆိုတာကျွန်တော်တို့နေ့စဉ်ဘဝမှာတစ်ခုခု achievement လေးမှာတစ်ခုခုအောင်မြင်တိုးတက်မှုလေးမှာဘွဲ့လေးမှာ trophy လေးမှာမရဘူးဆိုရင်ကိုငါတော်တော်ညံ့နေပြီလားငါဘာရည်ချင်းမှမရှိဘူးလားစသဖြင့်ကျွန်တော်တို့အကြောင်းအကျိုးဆက်ဆက်မှု
the body က cause and effect မှာဆိုရင်ကျွန်တော်တို့က causes ကိုတက်နိုင်သမျှလှုပ်ခြင်းအကျိုးအကြောင်းတရားတွေနဲ့အကြောင်းတရားဘက်ကနေတက်ဆွမ်းသမျှကြိုးစားခြင်းဘက်ကိုအာရုံမစိုက်ဖ ೇನೆ ရလာတဲ့ရလက် result ကောင်းကျိုးချမ်းသာရရှိမှုဆောင်းပွဲရဲ့အမှတ်ဘွဲ့စသဖြင့်ဒီ body မှာအထူးအာရုံစိုက်လာတဲ့ကိစ္စကိုကျွန်တော်တို့ကိုအာရုံစိုက်ပြီးကိုဘာလိုချင်တာလဲကိုဘာဖြစ်ချင်တာလဲစသဖြင့်အဲ့ဒါလေးကိုတဖြည်းဖြည်းချင်းအာရုံစိုက်သွားခြင်းနဲ့ဖြည့်ရှင်းကြတာလို့ပဲပြောရမှာပါပဲကျွန်တော်တို့ power mind game ပေါ့နော် power mind game တို့ leadership တို့စတဲ့ပညာရပ်တွေနိဗျူဟာတွေမှာလေကိုအာရုံစိုက်ပြီးကိုလုပ်ချင်တာတွေကိုချမှတ်ကိုချမှတ်ထားတာတွေကို self discipline ပေါ့နော်ကိုစီကံကိုချမှတ်ထားပြီးတော့အဲ့ဒါကိုလိုက်နာခြင်းအားဖြင့်ကို self esteem တွေရလာမယ် self respect တွေရှိလာမယ်ဆိုရင်တခြားသူတွေကလည်းကိုပြောသမျှကိုလုပ်သမျှနောက်တွေကိုလိုက်လာမှာပဲပေါ့ဥပမာအရက်ဆိုင်သွားခြင်းနဲ့ဆိုရင်ဘယ်သူမှမခေါ်တယောက်တည်းသွားမယ်မသွားခြင်းဘူးဆိုရင်လည်းဘယ်တငယ်ချင်းမှလာခေါ်အာမနာကျွန်တော်မလိုက်နိုင်ကျွန်တော်မအားခမရလို့ပြောတော့တာမျိုးဆိုရင်ဒါ self respect ရှိတယ်ပေါ့အဲ့လိုနေနဲ့ကိုယ့်ကို confident နေရှိလာမယ်ကိုနေစဉ်ဘဝကိစ္စတော်တော်များများမှာလည်းပြီးမြောက်အောင်မြင်လာမယ်လို့ကျွန်တော်တို့ဆိုကြပါတယ်ကိုပိုင်ဝင်ခြင်းလူတွေကလည်းဒီကောင်သွားမလို့နေဒီကောင်သူစီကန်းနဲ့သူနေတာဆိုပြီးစတဲ့အထင်ကြီးလေးစားခံရရှိမယ်ပေါ့ဗျာဒီတစ်ချက်ကိုကျွန်တော်တို့ပံ့ပိုးပေးတဲ့အရာကတော့ Mark Manson မြန်မာပြည်မှာတော့ဆရာချမ်းမြေဝင်ကြီးတဲ့ View မဆိုင်ခြင်းအမှုပညာစာအုပ်မှာကျွန်တော်တို့အုံနောက်တွေဟာဘယ်သူမဆိုငယ်စဉ်ဘဝတွေကတင်ကြားလာတဲ့တင်ကြားမှုတွေဘဝအတွေ့အကြုံတွေနဲ့တနေ့ကိုပြဿနာအခုတရားလောက်ကျွန်တော်တို့ကဖြေရှင်းနိုင်ကြတယ်ပေါ့နော်ဒါပေမဲ့ဒီနေ့ခေတ်မှာကျွန်တော်တို့နေ့စဉ်နဲ့အမျှကြုံတွေ့နေရတဲ့ပြဿနာတွေကတနေ့ကိုသိန်းကနန်းတောင်းကနန်းသိန်းကနန်းချီပြီးတော့ကိုရှိတဲ့ပြဿနာတွေကိုကျွန်တော်နေ့စဉ်ဘဝမှာကြုံတွေ့နေရတယ်ဥပမာမနေ့ဘာဝေးရမလဲမနေ့ခင်ဘာစားရမလဲ healthy food ဖြစ်ရလားနောက်ပြီးတော့ကျွန်တော်တို့တနေ့ဗျာအဲ့လိုဘာဝေးရမယ်ဘာစားရမယ်အစဘာဖုန်းဝယ်ရမယ်အလဲဘယ်ကုမ္ပဏီမှာဘယ်သူနဲ့အကျိုးတူပူးပေါင်းဆောင်ရွက်ရမယ်ဘယ်လိုဆုံးဖြတ်ရမယ်အဆုံးပေါ့နော်ကျွန်တော်တို့ကနေ့စဉ်နဲ့အမျှရွေးချယ်စရာတွေအဆုံးဖြတ်တွေဖြည့်ရှင်းနေရတဲ့ပြဿနာတွေကျွန်တော်တို့တနေ့မနှဲမနှောပါပဲပေါ့နော်ဒါတွေကိုကျွန်တော်တို့ယုံကြည်ချက်ရှိဖြည့်ရှင်းပြီးနေနိုင်အောင်ပြဿနာတွေကိုရွေးချယ်တတ်ဖို့လိုပါတယ်ဆိုလိုတာကတော့ကျွန်တော်တို့ကဘယ်ပြဿနာကိုရွေးချယ်ပြီးဖြည့်ရှင်းမလဲအခုသိန်းကနန်းတောင်းကနန်းရှိတဲ့ဒီပြဿနာတွေအကုန်လုံးကိုကျွန်တော်တို့ညံ့ရင်လည်းမဖြည့်ရှင်းနိုင်ပါဘူး100လောက်ပဲဖြည့်ရှင်းနိုင်တယ်ဆိုတော့100လောက်ဖြည့်ရှင်းနိုင်ဘယ်အခု100ကိုတခြားရွေးချယ်ပြီးဖြည့်ရှင်းမလဲဆိုတာကျွန်တော်တို့ဘဝရဲ့လှုပ်ဝက်ချက်ဖြစ်လာနိုင်ပါတယ်လို့ပြုံးဆိုင်ခြင်းအမှုပညာမှာဆိုခဲ့ပါတယ်ဒါဒီတင်နေတခြားကိုမဖြည့်ရှင်းနိုင်တဲ့ပြဿနာတွေကိုလှုပ်ချဂရုမစိုက်ပဲနေပြီးကိုဖြည့်ရှင်းနိုင်တဲ့ပြဿနာအခု100ကိုရွေးချယ်တတ်ခြင်းဟာဆိုင်ခြင်းအမှုပညာရဲ့အနှစ်သာရဖြစ်ပါတယ်ကိုအတွက်အဲ့လိုရွေးချယ်တဲ့နေရာမှာအချက်3ချက်ကိုသူကစာရေးဆရာရှင်းပြထားပါတယ်။ဘာလဲဆိုတော့နံပါတ်1ကကိုယ့်အတွက်အရေးလေးကြည့်ရမယ်အကျိုးလေးရှိရမယ်။နံပါတ်1အရေးလေးကြည့်ရမယ်အကျိုးလေးရှိရမယ်။ပြီးတော့နံပါတ်2ကကိုယ်လည်းဖြည့်ရှင်းနိုင်တဲ့ပြဿနာဖြစ်ရမယ်။နံပါတ်3ကကိုယ်လည်းတကယ်ဖြည့်ရှင်းနိုင်လို့ပျော်ရွှင်သွားမယ်။ကိုယ်လည်းတကယ်ဖြည့်ရှင်းနိုင်တဲ့ပြဿနာမျိုးဖြစ်ရမယ်။ဒါဆိုရင်အဲ့အချက်3ချက်ကိုမူတည်ပြီးကျွန်တော်တို့ပြဿနာအခုတရားကိုရွေးချယ်နိုင်သွားပြီဆိုရင်ကျွန်တော်တို့အုံနောက်က genius level နဲ့ကျွန်တော်တို့ကစနစ်ကြတဲ့လူ confidence ရှိတဲ့လူဖြစ်လာမယ်ဆိုပြီးတော့ဒီစာအုပ်ကလမ်းညွှန်ထားတာဖြစ်ပါတယ်ဒီတော့ဆိုလိုချင်တာကဗျာ love yourself အယူဆောင်အသုံးချပြီးတော့ကိုယ့်အကြောင်းကိုသိအောင်လုပ်မယ်ကိုယ့်အတွက်အရေးကြီးတာကိုယ့်အတွက်အဆင်ပြေမဲ့အရာတွေကိုရွေးချယ်ပေးမယ်ဆိုရင်ကျွန်တော်တို့နေ့စဉ်တဲ့ဘဝမှာစိတ်ညစ်နေတာစိတ်တက်ကြတာစတဲ့စိတ်ကျန်းမာရေးအခြေအနေတွေကောင်းမွန်လာပြီးတော့လူအတိုင်းဝိုင်းကြားထဲမှာ confidence ရှိတဲ့ကိုယ့်ကိုယ်ယုံကြည်မှုရှိတဲ့သူဖြစ်လာမယ်လို့ဆိုရမှာပါပဲ